ရတယ်ညီအဲ့လိုမကြည့်ဆိုငါမှလည်းမိတာရှိတာပေါ့ဟာ မေး ညီရှမ်း9000ပလောင်9သိန်း900ရှိနော်ဘလို့အညီမြခွဲကြည့်ပါလဲရှိသား ဟောပါတယ်ကိုကြီးရဲ့မလေးပြစ်မာတယ်ဒီမိကုန်းနေလောက်ကတော့လေကိုရ200ကိုရေးတဲ့ထည့်ပြီးတော့ထောင်းပလိုက်မယ်မလေးတယောက်တငုံစီလိုက်တိုင်မှာပေါ့ကုန်းတော့ကုန်းမမဟုတ်ဘူးရေးတွေအရေးတွေလေ ညီရဲ့ဒုက္ခညီရဲ့လူမဲတယ်လို့အုံနောက်ကျမဲတယ်ညီ သမီးလုံးရတာ ခဏ9သုံးနေနော်ခရက်ဒစ်ပြီးတယ်ခရက်ဒစ်မဟုတ်ငါညို့ပြောတာကရှမ်း9000ပလောင်9သိန်းနော်ရှမ်းက9000လားပလောင်ကနောက်က9လိုက်သိန်းတာနှစ်ယောက်တည်းရှိတာတယောက်တရာကျူတယ်ရှင်းနေကိစ္စဘာလို့အများကြီးရှုံနေရတော့ ဟာကိုရလူယုံမာတွေးနေကိုရလာပြီးတော့ ညီတော်ရှုံပါသေးတယ်ညီတော်ရှုံပါသေးတယ်ဒီလေးရအောင်ဖြေပေါ့ ရောက်သမီးထမိတ်မယ် မေး ချင်း9ကွက်ဇွန်းက2ချောင်းကိုရအညီမြဘလို့စိုက် လောက်လာကြဘာမှဘူးမနေဘူးเนาะစလုံးကြီးတွေကိုထည့်ပြီး9ခွက်လုံးပေါင်းထည့်ပြီးတော့ဇွန်းတစ်ချောင်းလူကြီးစိုက်ထားလိုက်ပြီးတယောက်ဇွန်းခတ်တောင်းနေလို့ရပြိပြ ဘာတွေပြောတာတော့ကိုရလေအဲ့လိုမရဘူးအချင်း9ကွက်ကိုဇွန်း2ချောင်းနဲ့အညီမြစိုက်ရမှာမိကုန်းကိုလာပြီးတော့မပြောင်းနဲ့မရဘူး အေးလေအချင်း9ခွက်ကိုဇွန်းတစ်ချောင်းညီမစိုက်ပါမလားဇွန်းတစ်ချောင်းညီမစိုက်မှာဆိုတော့တစ်ခွက်တစ်ချောင်းဆိုရင်3ခွက်ဘိုးနေ3ခွက်ဝက်စာအုပ်တက်အစီပြေးသွားမသိဘူးအေးမသိဘူး ရှုံးပြီပေါ့ ပြီးတယ်ဘယ်လိုစိုက်မှာ အချင်းဟင်းရယ်9ကွက်ရယ် အဲ့လေ တယောက်တစ်ခွက်စီတစ်ခွက်စီကိုစိုက်လိုက်မယ်ဇွန်းတစ်ချောင်းစီ ချောင်းစိုက်ဘိုးနေ3ခွက်ကျဝက်စာအုပ်ထည့်မှာလားလို့ပြောတော့9ခွက်လေပြောသေးဘာမှလည်းမသိ အချင်းဟင်းရယ်9ကွက်ရယ် အဲ့လေ အချင်းဟင်းရယ်9ကွက်ရယ် ဟုတ်ဘူးလေဘလို့လို့ရေကြီးကဂျားရက်ခန်းနေအောင်အချင်း9ခွက်ရေဟုတ်ဗျာဟိုလိုအချင်းခွက်9ခွက်မဟုတ်ဘူးလား မဟုတ်ဘူးချင်းခွက်ရယ်9ဟင်းခွက်ရယ်ကိုကြီးရကိုရှောင်းပြော ညီရလဲအချင်း9ဟင်းခွက်ဆိုလို့ရနေကိစ္စအောင်ညီရလဲ မေခွန်းလာမပြောင်းနဲ့ကိုကြီးရ ဒုက္ခညီလို့မကြည့်လားချက်တယ်လေနွားကူကောင်ရှိတယ်နွားကူကောင်မဟုတ်ဘူးနွား10ကောင်ရှိတယ်10ကောင် ကိုကြီးစီမလား ငါစီမရှိဘူးလေငါမှတစ်ကောင်တော့မရှိဘူး အော် နွား10ကောင်ရှိတယ် 10ကောင် ငုတ်က9ငုတ် ငုတ်က9ငုတ် โอเค တငုတ်ကို2ကောင်ချီမယ် တငုတ်ကို2ကောင် ငုတ်လည်းမပူခြင်းဘူးနွားလည်းမပူခြင်းဘလို့ညီမြောက်ချီမှာလဲချီချင်တာငုတ်က9ငုတ်နွား10ကောင်တငုတ်ကို2ကောင်ချီ တကောင်တငုတ်ပေါ့ကိုကြီးရလဲခက်တာကြာ ဟောဗျာအဲ့ဒါတငုတ်ကြီးကပိုးနေတယ်ကိုင် ငုတ်ကြီးလွတ်မလိုက်သွား ဘာလို့လုံးအောင်ငုတ်သူ့ပေါက်စိုက်ထားတာငုတ်က9ငုတ်စိုက်ပြီးသားညီရတယ်ညီမငါချီချင်တာနော်အဲ့တငုတ်2ကောင်ချီမှာနော်သိလား ဒီလိုလားနွား10ကောင်နော် နွား10ကောင် ငုတ်က9ငုတ် ငုတ်က9ငုတ် အဲ့တော့တကောင်တော့ငုတ်တငုတ်လို့နာ ဟုတ်တယ် အကိုတော့ရှာတယ်ကိုကြီးခက်တာကြာ နွား10ကောင်ပဲရှိပါလေဆိုမှပဲနွား10ကောင်မပြောင်းမရအောင်နွား ဘူးအောင်ရှုံးပေးရကိုကြီးသွား အေးရှုံးပေးရမယ်ဒါမျိုးမိခွန်းနေရှုံးပေးရမယ်နော်ဒါဘူးတုဒရှိရဒီမှာဖြစ်နေတာငုတ်က9ငုတ်နွား10ကောင်တငုတ်ကို2ကောင်ချီလိုက်မယ် တငုတ်ကို9ကောင်ရှိမှာ အဲ့မှာတငုတ်ပြီးသွားပြီနော် ပြီးပါ အဲ့ကြတော့ဒီစိန်ငုတ်ထဲကတငုတ်ပြီးသွားတော့ဟုတ်ပါဘူး 10ကောင်တွေက 10ကောင်နဲ့ကအခု2ကောင်ချီလိုက်တော့ဘယ်နှကောင်ကျန်နော် 10ကောင် 10ကောင်ကျန်တယ်နော်ငုတ်က9ငုတ်နော်တငုတ်ကချီလိုက်ပြီကွာဘယ်နှငုတ်ကျန်နော်10ငုတ်ကျန်ဟုတ်ဗျာ10ငုတ်နဲ့10ကောင်ကွက်တီပဲတငုတ်ကိုတစ်ကောင်လိုက်ချီလိုက်နားလည်းမလို့သင်္ချာလည်းမတက် ကိုရလာပြီးတော့နိုင်လူတွင်းနဲ့တွေ့မယ်ကိုကြီးနဲ့သမီးတွေ့မယ်သမီးပြန်မေးမယ်ဖះဇေဒီပေါ့ကိုကြီးရဲ့ဇေဒီလေး ဇေဒီဆယ်စုရှိရယ် ဇေဒီဆယ်စုရှိ ဇေဒီဆယ်စုပန်းကိုရဲ့9ပွင့် ပန်း9ပွင့် ပန်း9ပွင့်နဲ့ရှိရကိုရသမီးကဖះတဆူဇေဒီတဆူသမီးကပန်း1ပွင့်လူကျင်တာ ဟုတ်ပြီ အညီမြကိုကြီးရဲ့ညီမြလူကျင်တာ ရလေ1ပွင့်တစု1ပွင့်လူလိုက်ပြီးနေကိစ္စအောင် ပန်း9ပွင့်နဲ့ရှိတာအဲ့လိုဇေဒီကဆယ်စုပါဆို ဇေဒီကဆယ်စုပန်း9ပွင့်ဘလို့ကတ်လူကမလဲကိုကြီး အဲ့ဒါတွက်ရမှာပေါ့ တွက် ဒါဟုတ်ပါပါကျူနေဒီအိတ်စွာ တော်ပါတော့ကိုကြီးရဘာလဲ မနီထညီမဆိုစဉ်းစားအောင်နေ စိတ်ကစီးရဲတယ်လို့ အဲ့ဒါကနေရောဖေဇေဒီဆယ်စုနော်ဇေဒီဆယ်စုကိုပန်း9ပွင့်နဲ့ကတ်လူဘလို့ကတ်လူတော့1ပွင့်ဟိုလိုလူတော့1ပွင့်ခွဲဆိုရင်ဖေတဆူ ဘလို့1ပွင့်ခွဲတော့ ဒီကငါတွက်တဆူကဆိုဟာဒီယူ မသိဘူးပန်းပေးပြီပေါ့ ပြီးတယ်ပန်းပေးတာနော် ပန်းပေးတယ်လို့ ပန်းပေးတယ်ပေါ့ ပန်းပေးတယ် ကိုကြီးပေးတဲ့ပန်း1ပွင့်အဲ့ဇေဒီမှာလူလိုက်မယ် ပူနေတဲ့စုမှာလူလိုက်ပေါ့ဟာမိုင်ရိုင်းလိုက်လား